မင်္ဂလာပါဒီနေ့ကျွန်တော်ဘာလုပ်ပြမလဲဆိုတော့ဒီကကာဘူ Pro Flight Simulator ထဲမှာလင်းအသက်ဆင်းနည်းကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်အဲ့ဒါ let's go သွားမယ်ပထမကျွန်တော်ပြောမှာကဒီလင်းနည်းထဲမှာကျွန်တော်ကဒီက XC400 ကိုပဲသုံးပြမယ်ပေါ့နော်ဒီ XC400 ဒီနဲ့ကျွန်တော်လုပ်ပြမှာပေါ့ပါကင်ရနေလေးကိုဒီလမ်းပေါ်ရောက်အောင်သွားမယ်ပါကင်ရနေဒီလမ်းပေါ်ရောက်အောင်သွားမယ်ဆိုတော့ပထမဒီရပေါ့ဒီအော်တိုဘရိတ်လေးကိုနှိပ်ပေးမယ်တစ်ချက်လောက်အော်တိုဘရိတ်ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီအချိန်ကိုကြတော့ဒီတစ်ဝက်ပေါ့50လောက်ထိတင်လိုက်မယ်အဲ့ဒါတိကျမောင်းမယ်ပေါ့ဒီအရှိမပြရတဲ့ဒီမြင်းချောင်းလေးပေါ့ဒီမြင်းချောင်းအဝါနောက်ကိုလိုက်ပေးရမယ်ပေါ့နော်အခုကျွန်တော်လိုက်နေဒီမြင်းချောင်းကိုအဲ့မြင်းချောင်းဝါကြီးတော့လိုက်ပေးရမယ်ဘိုးဘက်ကနေတက်မယ်ဆိုတော့ဘိုးဘက်ကမြင်းချောင်းဝါဘက်ကိုလိုက်ရမယ်ကိုကကျွန်တော်ဒီဘက်ကနေတက်မှာမလို့ဒီဘက်ကမြင်းချောင်းဘက်ကိုပဲလိုက်ရမယ်နော်ဒါဆိုရင်တော့လင်းရဲ့ပြေးလမ်းပေါ်ရောက်လာပြီပေါ့နော်လင်းပြေးလမ်းပေါ်ရောက်ပြီဆိုရင်တော့တက်ဖို့တော့ကတော့ရပြီတက်ဖို့ကတော့အဆင်ပြေသွားပြီရင်တက်ဖို့တော့ဆိုရင်တော့ဒါပဲဒီရှိန်အော်တိုဒီတို့ဒီအော်တိုဘရိတ်ကိုကျတော့ပြန်ပိတ်မယ်ဒီအော်တိုဘရိတ်ကိုပိတ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအရှိန်ကိုကျတော့100ထိတင်လိုက်တော့မယ်ပေါ့နော်100ထိတင်လိုက်မယ်အဲ့ဒါအော်တိုဘရိတ်ကိုပိတ်မယ်အရှိန်ကို100ထိတင်မယ်အဲ့ဒါလင်းရစတင်ပြီးတက်လို့ရပြီပေါ့နော်လင်းတစ်စီးမှာဒီအရှိန်200လောက်ဖြစ်မှတက်လို့ရမယ်ပေါ့နော်ဒီအရှိန်200လောက်ကို200ပြည့်သွားတဲ့အတွက်လင်းတက်မယ်တက်သွားပြီပေါ့တက်သွားလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာရှိဒီ land gear ဆိုတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်အဲ့ဒါလင်းဘိန်းကပြည့်လို့နဲ့ထဲဝင်အောင်မှာဖြစ်ပါတယ်လင်းတင်ပြီးသားဖြစ်သွားမှာပေါ့ပြောရမယ်ဆိုနောက်တင်လာမယ်ကျွန်တော်မြေပုံတစ်ချက်ရှိမြေပုံဆိုလို့ရှိရင်ကျွန်တော်သွားမယ်ဒီစိတ်ဆိုလို့ရှိရင်ဒီစိတ်ပေါ့ဒီလေစိတ်ကိုသွားမယ်လေစိတ်ဆိုလို့ရှိရင်ဒါကျွန်တော်လင်းဆိုလို့ရှိရင်ဒီလေစိတ်ကိုကျွန်တော်ချက်ရင်းစင်းမှာဆိုတော့ဒီမှာလမ်းလေးမှတ်ထားလိုက်မယ်ဟိုဘက်ကဆင်းချင်လဲဟိုဘက်မှာနှိပ်လို့ရတယ်နော်ဒီဘက်ကဒီလိုနှိပ်လို့ရတယ်တော့ဒီဘက်မှာဆင်းတယ်အဲ့ဒါနှိပ်တာကျလင်းစင်းတဲ့ဟာလေးကိုနှိပ်ချင်တာကျတော့ဒီကအလဲလေးပေါ့နော်ဒီအလဲဟာလေးကိုနှိပ်ပေးရမယ်โอเคကျွန်တော်တို့ဒါလင်းရဆက်ဆက်ချင်းမောင်းလာပြီမောင်းလိုက်ဆိုကျွန်တော်တစ်ခါဆင်းပြမှာပေါ့နော်ဒီလမ်းမှာပြမှာခုလောလောဆယ်ကကျွန်တော်တို့လင်းဆင်းမဲ့လမ်းဆိုတော့ဒီအရှိမကျွန်တော်တို့အခုဒီမှာမြင်နေရတဲ့ဒီမြင်းချောင်းနောက်လေးလိုက်ပေးနေရတာပေါ့နော်လိုက်ပေးနေရတယ်ပေါ့နော်အဲ့ဒီမြင်းချောင်းနဲ့ကြည့်တယ်ကျွန်တော်ထိလို့ရှင်ခွေးပြမယ်ဒီမြင်းချောင်းနဲ့ထိသွားလို့ရှင်လှည့်လို့ရပြီပေါ့နော်လင်းကိုလှည့်ချမယ်လှည့်ချပြီပေါ့အမှဆင်းမဲ့လမ်းအောင်ပြေးပြီအဲ့ဆိုလို့ရှင်ကျွန်တော်တို့ကလင်းအရှိန်ကိုဒီတစ်ဝက်လောက်ပဲဒီလင်းအရှိန်ကိုတစ်ဝက်လောက်လျှော့ပြီးတော့ဒီအော်တိုဘရိတ်လေးကိုပြန်နှိပ်ပေးမယ်အော်တိုဘရိတ်လေးနှိပ်လိုက်မယ်ပြီးရင်လင်းက
စင်းမနေနဲ့နီးလာလို့ရှိရင်ဒီကလန်ဂီယာလေးကိုပြန်ချပေးရပါမယ်နီးလာပြီးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီလန်ဂီယာလေးချပါပြီဘင်းကဆင်းလာပြီပေါ့နော်ဘင်းကကျလာပြီအစင်းနဲ့ဆင်းမှုတော့ဆင်းနေဖြစ်ပါပြီရမြေပြင်နဲ့တီးပေါ့နော်မြေပြင်နဲ့တီးလို့ရှိရင်တို့ဘာလုပ်ရမလဲဆိုတော့ဒီနားကဒီ break လေးကိုကြာကြာလေးဖိပြီးရပါမယ်အောက်ဆန်လေးငါဖိပြီးရလို့ရှိရင်လေးငါရောက်သွားမှာဖြစ်ပါတယ်အဲ့ဒီချိန်ကျရင်ဒီမှာကျွန်တော်တို့အခုတစ်ဝက်တင်ထားတဲ့အချိန်နဲ့ဒီက auto break ကိုလုံးဝမဖြတ်နဲ့ပေါ့နော်မပိတ်ပြစ်နဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ခုနကင်တဲ့ break လေးကိုလွတ်လိုက်ပါမယ် break လွတ်လိုက်တာနဲ့ကျွန်တော်တို့အခုလင်း parking ထိုးမနေအောင်သွားမယ်ပေါ့နော် parking ကဒီတိုင်းလေးသွားလို့ရသလိုဒီတိုင်းမသွားခြင်းမဲနဲ့ auto pilot နဲ့လည်း parking ကို auto သွားခိုင်းလို့ရပါကျွန်တော်တို့ဒီမှာ auto နဲ့မလုပ်ပြရပါဘူး auto နဲ့လုပ်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခါကျလုပ်ပြပါမယ်ကျွန်တော် parking သွားရက်ပြမယ်ပေါ့နော်ခုရှိမှ parking တစ်ခုတွေ့ပြီ parking မှာရက်မယ်ဆိုလို့ရှိရင်ရှိမှာပေါ့နော်ဒါဒီမြင်းချောင်းရဲ့ parking ပေါ့နော်အဲ့ဒီမြင်းချောင်းရဲ့ parking ပေါ့နော်ဒီမြင်းချောင်းကြီးမှာပေါ့နော်မြင်းချောင်းရဲ့ parking အဲ့ဆိုလို့ရှိရင်ဒီကိုဒီလိုလေးမော့ရလိုက်အဲ့ဆိုလို့ရှိရင်အမအခုကျွန်တော်မြင်နေရအရှိရ parking အဲ့ဒီ parking မှာရက်မယ်ပေါ့နော်အမလေးကိုအနေထားနဲ့တော့ဒီလောက်ချင်းချိန်ပြီးတော့ parking နဲ့ဝင်ထိုးပေးရမယ်ပေါ့နော်ဒီအရွယ်စားနဲ့လိုက်တဲ့ parking လိုမျိုးပေါ့ခုစကျွန်တော်ဒါတော့ကျွန်တော်လေးနဲ့အရွယ်စားလိုက်တဲ့ parking မှာထိုးပြလိုက်ပါပြီဒါတော့ကျွန်တော်အခုသင်ပေးရတဲ့ကျွန်တော်လုပ်ပြလိုက်တာကတော့ဘင်းအပတ်စင်းနည်းပညာပဲဖြစ်ပါဒီဗီဒီယိုလေးကိုကြိုက်လို့ရှိရင်like နဲ့ subscribe လုပ်နေဖို့တိုက်တွန်းချင်ပါတယ်နောက်ပိုကောင်းတဲ့ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါမယ်တာဒါ